မျှတတဲ့အစာတနပ် balanced meal မှာဘာတွေပါလဲသိပြီးပြီလားအစာစားရင်အစာအုပ်စုစုံအောင်စားရမယ်လို့ပြောလို့ရှိကြပေမဲ့မျှတတဲ့အစာတနပ်မှာဘာတွေပါအောင်စားရမယ်ဆိုတာကိုမသိကြတဲ့သူကများပါတယ်ဒီဗီဒီယိုလေးကနေတစ်စင်မသိတဲ့သူတွေလည်းသိသွားအောင်သိပြီးတဲ့သူတွေလည်းပိုသိကြသွားအောင်တစ်ခါလောက်ထပ်ပြီးလေ့လာကြည့်ရအောင်နော်balanced meal တစ်ခုမှဆိုရင်အစာအုပ်စုတွေဖြစ်တဲ့ protein, carbohydrate အစရှိသည့်လိုလိုအပ်တဲ့ပမာဏလျောက်ပါဝင်ဖို့လိုပါတယ်ကစီတက်မပါတဲ့ဟင်းသီးရွက်များဖြစ်တဲ့ပန်းကုန်ပီစိမ်း၊မုံလာဥနီ၊ဘီရုပ်ပွားအစရှိသဖြင့်အယောင်ဆုံးဟင်းသီးရွက်များကို40-50%ရာခိုင်နှုန်းလောက်ပါဝင်အောင်စားသုံးသင့်ပါတယ်။ carbohydrate အထူးသဖြင့် whole grain carbohydrate များအယောင်မချုပ်ထားတဲ့ carbohydrate များဖြစ်တဲ့ဆန်လုံးညို၊ပေါင်မုတ်ကျန်းအစရှိသည့်တို့နဲ့ကစီတက်ပါဝင်တဲ့ဟင်းသီးရွက်များဖြစ်တဲ့အာလူ၊ကစုံအုပ်အစရှိသည့်တို့ကို25%ရာခိုင်နှုန်းခန့်ပါဝင်အောင်စားသုံးရပါမယ်။အသားငါးကြက်ဥတိုဖူပဲမျိုးမျိုးနုနေနုခက်ပစ္စည်းများအစရှိသည့် protein ဓာတ်များကိုလည်း25%ရာခိုင်နှုန်းခန့်ပါဝင်အောင်စားပေးရင်လိုပါတယ်အစီကိုလည်းအနည်းငယ်စားသုံးပေးရပါမယ်ဒါပေမဲ့အစီအစံများနဲ့ဖောက်ဘက်သေးတို့မှရရှိတဲ့ကျန်းမာရေးနဲ့ညီညွတ်သောအစီများဖြစ်ဖို့လိုပါတယ်ထိုအစီများကိုလက်ဖက်ရည်စုံတစ်စုံနှစ်စုံခန့်စားသုံးပေးရင်လိုအပ်ပါတယ်အကျိုးပွဲအနေဖြင့်အသီးများစားသုံးလို့လည်းရပါတယ်အရေးကြီးဆုံးချက်ကတော့ရေများများတောက်ပေးရင်လိုအပ်ပါတယ်ဒီအချက်လေးတွေကိုလိုက်နာပြီးမျှတတဲ့အစာတနပ်ဖန်တီးနိုင်မယ်လို့မျှော်လင့်ပါတယ်နော်အစားအသောက်နဲ့ပတ်သက်တဲ့ဗဟုသုတနဲ့အသုံးဝင်တဲ့နည်းလမ်းတွေအတွက် Food Classroom Page လေးကို like and follow လုပ်ထားကြအောင်နော်